အားလုံးသိတဲ့အတိုင်းပဲဘိုမိုက်ခဲတို့အဖွဲ့ဟာငင်းကြံမှာသူတို့ရဲ့ဌာနချုပ်ကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာတော့သူတို့တွေအကုန်လုံးဟာချင်းပြည်နယ် plan တိုက်ပွဲကချင်းတက်မတော်နဲ့ပူးပေါင်းပြီးတော့အောင်ဝင်ဆင်ရဲကခုဆိုရင်တော့အောင်ပွဲတွေယူခဲ့တာအားလုံးသိရှိမှာဖြစ်ပါတယ်။အဲ့လိုပဲဘိုမိုက်ခဲတို့အဖွဲ့ဟာခုဆိုရင်တော့ပြည်စုံနဲ့ smart ကြတဲ့ဝစ်စုံတွေသူ့ဝစ်စုံတွေနဲ့တူမင်းအောင်လိုင်ရဲ့လူတန်းခဲ့တဲ့အနက်ပေါင်းမျိုးစုံပိုင်ဆောင်ပြီးတော့ဒေသကိုပြန်လည်ထွက်ခေါ်လာဖြစ်ပါတယ်။သူတို့ကတော့ပြောပါတယ်တီတာယူမုံကိုတပွဲတလန်အကဲဆန့်ပုံတဲ့ပြန်လာကြပြီဆိုပြီးတော့တော်တွေ့ရပါတယ်။ဘာပြောရင်းရံဘလက်တိုက်ကနေရဘိုမိုက်ခဲဥဆောင်ပြီးတော့ခုလိုပျော်ပျော်ရွှင်ရွှင်နဲ့မြင်နေရတာပြည်သူတွေအားလုံးရှင်းနေမလို့ထင်ပါတယ်။အာဟာ MNDA လိုပါဘူး။ရုပ်ကဲနောက်တိုင်ထားတဲ့တူးတွေပါနေတဲ့သူတွေပါလဲကျွန်တော်တို့တွေအားလုံးခုဆိုရင်သုံးနိုင်ငံနေထောင်ရောက်နေတာကိုရင်တော့ကလည်းဘိုမိုက်ခဲပြောခဲ့ပြီးဖြစ်ပါတယ်။တနိုင်ငံလုံးကိုကျွန်တော်တို့သိမ်းပြပါမယ်။ကျွန်တော်တို့တွေပြည်သူတွေစိတ်တက်မကြပါနဲ့ဆိုတဲ့ပြောနေအလုပ်ကိုတတိပြသွားတဲ့ဘိုမိုက်ခဲလို့ပြောဖို့အပီလိုက်ကြပါအောင်ဗျာ။ဒီနေ့ဘလက်တွေကပါဗျာဘလက်မျိုးအယုတ်သိမ်းပြီးတော့အောင်ဝဲခံနေတာပါဗျာကြာပြီတော့ပြောလို့ဘသူကြီးတော့ပါတော့စီသွားပါပြည်နယ် plan တိုက်ပွဲမှာတော့ချင်းတက်တွေကနေပြီးတော့ကြီးညာထားတာတော့အားလုံးဒီမှာဖြစ်ပါတယ်တပုတ်နေတော့ဖော်ပြထားတာတော့မင်းအောင်နိုင်အထူတော်ကြီးကိုလည်းကြီးညာထားတာဖြစ်တဲ့တေးကြပါတယ်ဘိုမိုက်ခဲတို့အဖွဲ့လဲရတင်ရထိုက်တာကိုယူဆောင်ပြီးတော့သူတို့ပြောသလိုပဲဘသူစီသွားမှလဲဆိုတော့တီတာကြီးမဟုတ်စီသွားမှာပါတဲ့တကယ်ပေါ့ဗျာသူတို့ရဲ့ဒီမှာစစ်ဌာနကြီးကိုလက်လွတ်ဆုံးရှုံးခဲ့အောင်လုပ်ခဲ့တဲ့သူစီကိုတော့သူတို့ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးမိုက်ခဲရဲ့ကြားမဲတွေတစ်ဖွဲ့မှာတော့ဘလူမျိုးလူငယ်လေးတွေပါလဲအသက်30ကျော်အရွယ်2ယောက်ပဲရှိတဲ့ဘိုမိုက်ခဲရဲ့ကြားမဲတစ်ဖွဲ့ဟာလူငယ်လေးတွေဘယ်လောက်များလဲဆိုတာတော့ဒီဗီဒီယိုလေးကိုကြည့်နေနေသိလာမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ Go-Jet Reaction Channel နံပါတ်2ကိုလည်းအားလုံးပဲ like and subscribe လုပ်ပါlike and subscribe လုပ်ပြီးဘေးက comment လေးကြားကြည့်နေအဲ့လာသမျှဗီဒီယိုအားလုံးကြည့်ရှုကြမှာဖြစ်ပါတယ်။သာဘုံတော်ချမဲများဖေးရန်တွေရဖို့ရဘယ်ကိတ်ကိုဘယ်မှာထိုးလို့ဖန်လဲမကောက်ချက်ပါမြူကြီးပေးတဲ့ခဲရန်ဟာမြေပြင်ကိုတော့ရောက်မလာပါချမဲတို့ကိုဆွဲရပြန်လာဘေးသူတွေပတ်ပေတိုင်းရောက်ဘေးသူတွေပတ်ပေတိုင်းရောက်ဘေးသူတွေပတ်ပေတိုင်းရောက်ရန်နမိုးနဲ့ဒီတကြံနောက်ထပ်တစ်ဖန်ကြခဲ့ပြန်ပေါ့နောက်ထပ်တစ်ဖန်ကြခဲ့ပြန်ပေါ့ရန်နမိုးနဲ့ဒီတကြံမောင်မိုင်လုံးနဲ့ဒီတကြံနောက်ထပ်တစ်ဖန်ကြခဲ့ပြန်ပေါ့နောက်ထပ်တစ်ဖန်ကြခဲ့ပြန်ပေါ့မောင်မိုင်လုံးနဲ့ဒီတကြံကျုပ်တို့သက်ကိုဖက်နဲ့ထိုးဟမ်းမိတ်လောက်တာချမဲတွေဗျဟမ်းမိတ်လောက်တာချမဲတွေဗျကျုပ်တို့သက်ကိုဖက်နဲ့ထိုးရတဲ့အိုးနဲ့ရန်ကိုလောဖြစ်လို့စောတာ MBD ဗျဖြစ်လို့စောတာ MBD ဗျရတဲ့အိုးနဲ့ရန်ကိုလောမိုင်တဲတန်ပိုက်အမြောက်ဖြစ်ရန်ပြရတာလူငယ်တွေဗျရန်ပြရတာလူငယ်တွေဗျမိုင်တဲတန်ပိုက်အမြောက်ဖြစ်တောင်းကကွဲလိုက်ပြီးကွဲလိုက်ခန္ဓာလေးတာလူငယ်တွေဗျခန္ဓာသေးတာလူငယ်တွေဗျတောင်းကကွဲလိုက်ပြီးကွဲလိုက်
ကေကွဲကန်တွေတန်းစီထဲ ပေါက်ကွဲခဲ့တာလူငယ်တွေဗျ ပောက်ကွဲခဲ့တာလူငယ်တွေဗျ ခြေခွဲကန်တွေတန်းစီထဲ နောင်မျိုးဆက်တွေငါတူရမင်းရဲ့ခန္ဓာစရေးပွင့်ကို ရပါရဲ့ဦးမေရာတကွဲနိုင်ဖို့တို့ရလူတို့ဘောင်းစဖုံးနဲ့ဦးမေရာဦးမေတိုင်းကိုပုံစံတော့စိတ်ကိုပါနဲ့ဦးမေရာသောက်ဆုံးကြပြီးတော့လည်းမဟဲ့ the bone la hey သောပဲ dollarကြ hey ဒေါ်လာမဲဟဲ့ ဒွေမောက်ကြ hey ဝေးမောက်ပဲဟဲ့ PDF နဲ့စကားစာ ကျူးလို့များအာရသွင်းမှုဟဲ့ PDF နဲ့စကားစာ ဘယ်လူပြူမနိုင်မှုဟဲ့ PDF နဲ့စကားစာ ဘယ်လူပြူလက်ပြမှုဟဲ့ PDF နဲ့စကားစာ အနာချင်းရင်ပုံရသူဟဲ့ ပြည်သူဘက်ကိုပြောင်းလဲရင် ဒါမဲတွေရဲ့ပုံရသူဟဲ့ ကြားမဲ့တွေရဲ့ဘုံရန်သူဟဲ့ ဒီလူဘက်ကိုပြောင်းလဲရင် လက်နဲ့အားကိုနိုင်ခြင်းရင် ငါတို့တဲ့ရဲ့ပုံရသူဟဲ့ ငါတို့တက်ရဲ့ဘုံရန်သူဟဲ့ လက်နဲ့အားကိုနိုင်ရင် ငတ်ရင်ငတ်စေငါတို့တွေဟာ ဓမြမဟုတ်ဟဲ့ ဓမြမဟုတ်ဟဲ့ ငါရင်ကစေငါတို့တွေဟာ ဒလန်ကောင်းစဉ်အလွယ်တက် လူကနေတာချမဲမဟုတ်ဟဲ့ လူသက်နေတာကြားမဲ့မဟုတ်ဟဲ့ လက်လက်ကောင်းစဉ်အလွယ်တဲ့ ဒလန်ကောင်းစဉ်အလွယ်တက် ဥစ္စာဒိနာချမဲမဟုတ်ဟဲ့ လူငယ်တွေနဲ့ဖဲစည်းတာ ငါတို့ချမဲ MBD ပဲ ငါတို့ကြားမဲ့ MBD ပဲ လူငယ်တွေနဲ့ဖွဲ့ပြီးတာ ဂျန်လီတွေလိုမဖောက်ပြန် ငါတို့ကြီးက MBD ဟဲ့ ငါတို့ကြီးစက် MBD ဟဲ့ ဂျန်ဒီတွေလို့မပေါက်ပြန် ကိုချင်းတရားစောင့်ထိန်တာ ငါတို့ချမဲ MBD ဟဲ့ ငါတို့ကြားမဲ့ MBD ဟဲ့ ကိုချင်းတရားဆောင်ထိန်တာ ချိုးချသမျှမခံတာ ငါတို့ချမဲ MBD ဟဲ့ ကပ္ပရပ်ဖမလုံတတ်တာ ငါတို့ချမဲ MBD ဟဲ့ ငါတို့ကြားမဲ့ MBD ဟဲ့ ကပ္ပရဖမလုပ်တဲ့တာ ပြည်သူမြစ်တာရဖို့ဟာ ချမဲတွေရဲ့တာဝန်ပဲဟဲ့ ကြားမဲ့တွေရဲ့တာဝန်ပဲဟဲ့ ဒီလူမြတ်တာရဖို့ဟာ ငလျင်စစ်တံကြံ့ခံ တို့ပြည်သူတွေတောင်းလာကြဟဲ့ တို့ပြည်သူတွေတောင်းထားကြဟဲ့ ငရင်းစစ်တဲ့ကြက်ခံ တခေါ်တမြစကားစာ အကြမ်းဖက်တာမအားလားဟဲ့ အကျမ်းဖက်တာမအားလားဟဲ့ တဖို့တမြစကားစား ငလျင်တံကိုအကြောင်းခံ နည်းနည်းစမှာမအားလားဟဲ့ နန်းနန်းဆမ်းမမအားလားဟဲ့ ငရင်းတံကိုအကြောင်းခံ ငလျင်တံအောက်ပြပြမောက် ဘုံကျမြတ်တာမအားလားဟဲ့ ဘုံကျမပြတ်တာမအားလားဟဲ့ ငရင်းတံအောက်ပြမောက် ရန်သူခွဲကသူ့လုံလုံ တို့ပြည်သူတွေကိုလုံးလုံးဟဲ့ တို့ပြည်သူတွေကိုလုံလုံဟဲ့ ရန်သူခွဲကသူလုံးလုံး ပြည်ရင်စစ်ကြီးရက်ချင်ရင် တို့ပြည်သူတွေဝိုင်းကူကြဟဲ့ တို့ပြည်သူတွေဝိုင်းကူကြဟဲ့ ပြည်သူစစ်ကြီးရက်ချင်ရင် စစ်ဘေးတန်တင်ပြည်သူတွေ ဒူတော့ပဲတောက်ခံပဲဟုတ် ဒူးမထောက်ပဲတောက်ခံပဲအို စစ်ဘေးရန်တဲ့ပြည်သူတွေ ငလျင်ဘေးတင်မြို့နေတွေ မာလာတဲ့ကိုတိပြီးမို့လား မလာကျင့်ကိုသိပြီမဟုတ်လား ငလင်းဘေးတဲ့မြို့တွေပဲ တော်ရောမြို့မကျင်ဝိုင်းတော်လန် စကားစကိုမြင်လန်းကြစို့ စကစကိုမြစ်လန်ကြစို့ တော်ရောမြို့ချဝိုင်းတော်လဲ မယုတ်ဒုက္ခဒီကြံ နောက်တဲ့တစ်ဖန်ကြုံရစေရဲ့ နောက်ထပ်တစ်ခါမကြုံရစီနဲ့ ဘယုတ်ဒုက္ခဒီတဲ့ ပြောကြရှိတာပြောပြီးပြီ သာမဲတွေကိုခွင့်လွှတ်ကြအောင် ဇာမဲတွေကိုခွင့်လွှတ်ကြအောင် ပြောရချီအားတော်ပြီးပြီ တော်လန်ရေးသမားကျုပ်တို့ကို အိမ်ပြန်ခွင့်လေးပေးကြပါဦး အိမ်ပြန်ခွင့်လေးပေးကြပါဦး တော်လည်းရေးမှာတို့တို့ကိုဟဲ့စိန်လားဟဲ့ကြလားဟဲ့ကြလားဟဲ့စိန်လားဟဲ့လာမောင်တို့ဝါ ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာရင်းနဲ့ပဲကျွန်တော်ရဲ့ကို Jet Revolution ရဲ့ချင်း channel နံပါတ်2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နံပါတ်1မှာကတော့အားလုံးသိတဲ့အတိုင်းပဲပိတ်ပင်မှုတွေခံထားရတာဖြစ်တဲ့အတွက်နံပါတ်2မှာကတော့ပိတ်ပင်မှုတွေမခံသေးခင်မှာကိုမင်းလေးလေးနဲ့ဒီခွေးတွေဘောမာတွေကိုကြေအောင်မယ်ဗျာတို့အနေနဲ့ကတော့ယနေ့ဧပြီလ14ရက်နေ့တနင်္လာနေ့ရဲ့ညနေပိုင်းထိနောက်ဆုံးရရှိသတင်းတွေပေါ်ပြပြီးတော့ဖြစ်ပြီးတော့ညပိုင်းသတင်းတွေကိုတော့ကျွန်တော်ရဲ့ပေမ channel မှာပဲအမှန်ကြည့်ရှုတင်ပြပေးတော့ဖြစ်ပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ကျသိန်းနဲ့ဆက်ကြောင်းအပတ်စဉ်လေးအခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။တောင်ပိုင်းစစ်ဒေသအမှတ်3နှစ်ဗျူဟာကျသိန်းနဲ့ဆက်ကြောင်းအပတ်စဉ်လေးအခြေခံစစ်ပညာသင်တန်းဆင်းပွဲတရက်1မြင်းဆောင်23925သင်တန်းဆင်းပွဲခန်းနာကိုကျင်းပခဲ့လို့ဧပြီလ14ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။အခမ်းအနားမှာစစ်ကြောင်းချီတက်ခြင်းစစ်ရေးပြခြင်းမိန့်ခွန်းများပြောကြားခဲ့ပြီး
တင်နန်းသားများကိုတစ္ဆာရည်တောက်ပြီးပြုလုပ်ခဲ့ပြီးအကြိုင်မှာတိုက်ပွဲဝင်တော့မယ်တင်နန်းသားတွေပါတယ်နောက်ထပ်သတင်းတို့မှာတော့လေပတ်သူမရှိဘဲ6ကတ်နေတဲ့နေပြီးတော့လမ်းလျှောက်တကြံမှာလူစီကားရေးအတွက်တွားရောက်လေပတ်ရန်ငလင်တန်းသည့်နန်းစီတီယံဝန်ထမ်းများနဲ့မိသားစုများကိုဌာနဆိုင်ရာများကဖိအားပေးနေကြောင်းနေပြီးတော့မှဝန်ထမ်းမိသားစုတချို့ကပြောပြပါတယ်ဒါဟာဧပြီလ23ရက်နေ့မွန်းလယ်ပိုင်းမှာနေပြီးတော့လမ်းလျှောက်တကြံကိုစတင်ဖွင့်လှစ်ခဲ့ပေမဲ့လည်းလမ်းလျှောက်သူမရှိတဲ့အတွက်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်ဗိုလ်များလာရောက်လက်ပတ်ခဲ့ပြီးရင်းနောက်နန်းစီတီယံဝန်ထမ်းများမိသားစုဝင်များကိုလည်းနေပြီးတော့လမ်းလျှောက်တကြံကိုတွားရောက်ပြီးလမ်းလျှောက်အောင်ပြီဆိုပြီးတော့ဌာနဆိုင်ရာကြီးကရဖိအားပေးနေကြောင်းနန်းစီတီယံဝန်ထမ်းမိသားစုတွေထံသိရှိရပါတယ်ဘဲမှမတွားရင်တော့နေပြီးတော့လမ်းလျှောက်တကြံကိုတွားဖို့ပြောတယ်ကလေးတွေလူငယ်တွေရောမိသားစုတွေအတွားပြန်ကားတွေစီစဉ်ပေးတယ်တကြံတရက်တော့တွားရမယ်လို့ပြောတယ်ဌာနအလိုက်မိသားစုဝင်အားလုံးတရက်စီလှည့်ကြပို့ပြီးမှပြောတယ်ငလင်ကြောင့်တဲနေတော့နေရတာကိုလမ်းလျှောက်တကြံထပ်သွားခိုင်းတာတော်တော်အဆင်မပြေပါဘူးလို့ယာယီတဲဖြစ်နေထိုင်နေသူနေပြီးတော့မှနန်းစီတီယံဝန်ထမ်းတို့ကလည်းပြောထားပါတယ်မင်းအောင်လှိုင်တယောက်ကတော့သူ့ရဲ့လှုပ်ချင်တာတွေလှုပ်ရဖို့အတွက်ဆိုရင်ဒုက္ခတွေရောက်ပြီးတော့စိတ်ဒုက္ခတွေများပြီးအိမ်မရှိလို့ဘဝပြက်ပြီးဘေးမှာလမ်းမေးရောက်ပြီးတော့လိုင်းမှာနေရတဲ့နန်းစီတီယံဝန်ထမ်းတွေကိုပါဆွဲစီနေတဲ့နေသားတခုပါဒါကိုကြည်ကြရမင်းတို့ကောင်တွေထောက်ခံနေတဲ့မင်းအောင်လှိုင်ဆိုတာဘာကောင်လဲဆိုတာမင်းတို့လည်းသိဖို့လိုပြီးမင်းတို့ကောင်တွေထမင်းစားပြီးတော့လူတွေးခေါ်နိုင်တဲ့အတွေးတွေကိုမရှိဘူးဆိုရင်တော့အခုလိုမျိုးပဲဆက်လက်ပြီးတော့မင်းအောင်လှိုင်ရဲ့ဖိနှိပ်မှုစစ်ဖက်နှက်အောက်မှာပဲနေနေရမှာတော့သိကြပါပဲနောက်တစ်သတင်းမှာတော့ကြံအကြနေကဏီမျိုးနယ်အတွင်းရှိကျေးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဒရုန်းနဲ့စက်တက်လေလီးများဖြင့်အကြီးအကျယ်ပစ်ခတ်ထိုးစစ်ဆင်နေလို့ပြည်သူတွေထွက်ပြေးနေအောင်သိရှိရပါတယ်ဒါဟာစစ်တပ်လေမြန်တွေကနေပြီးတော့ပြန်နေဆက်ပြဥပုပ်သေးတွေဖုံးကြီးတွေဒုံလဘက်တွေပါပုံနေကြရတယ်ပြည်သူတွေကိုဥတီပြီးတမင်လာတိုက်တာပါဟုလေဒေသခံပြည်သူတွေကပြောထားပါတယ်လက်ရှိအချိန်မှာတော့ကဏီမျိုးနယ်ကောင်းငင်မှာဒရုန်းများစက်တက်လေလီးများနဲ့ကင်းထောက်လေများဆက်လက်ပြန်ဝင်နေပြီးကြံအကြနေပြည်သူများပြထွက်ပြေးတိမ်းရှောင်နေရကြောင်းလေစိတ်မကောင်းခြင်းများစွာနဲ့သိရှိခဲ့ရပါတယ်မင်းတို့ကောင်တွေကတော့မိရင်တော့ရုပ်ကလေးကတမျိုးမမိခင်တော့ကတော့တရေတဲ့ကောင်တက်ခဲ့ဆိုပြီးတော့ရှိသမျှကြီးဆိုင်နေမကုန်မချင်းတပြုံးပြုံးနဲ့ဆွဲမယ်ကွာဆိုပြီးတော့အော်ပြီးတော့ဆွဲခဲ့ကြပြီးတော့မိတော့မျက်ခွက်တွေကိုကြည်အောင်နော်မင်းတို့ကောင်တွေကိုပြည်သူတွေလက်ထဲကိုမထည့်လို့ပြည်သူလက်ထဲကိုထည့်လို့တော့မင်းတို့ကောင်တစားစီဖြစ်သွားမှာတော်လိုင်းရဲဘော်တွေကစိတ်လျှော့ထားလို့တာကြည့်ကြည့်ပါဦးဗျာအမေတရီမိတော့မျက်နှာတမျိုးပြည့်နော်ဒီချဲတော့မရှိလားရှယ်ပြည့်တယ်နော်များကအဘောထောင်ပြစ်တာနော် ဘောထောင်ပြည့်တယ်ဒါတော့ဟာအဲ့ကောတေရိုးနေဒီငါတော့ဘာဟာ ဘောထောင်ပြည့်တယ်လားထောင်ပြစ်တာမလို့ဒီမင်းတို့ပြစ်တာအဲ့တော့တို့ရဲဘော်တီးတယ်နော်လက်ကြီးနေတီးတယ်ပြောနေတဲ့လူက PDF တွေကတော်တော်လေးကိုမှစိတ်ထိန်းထားတာနော်တော်လိုင်းတက်တွေကဟာတော့ဒီကြီးတဲ့ဝင်တော့ပြစ်တာလက်ကြီးနေပြီဟုတ်ရှင်တာတက်ကြီးနေပြီတက်ကြီးနေမလုပ်ချင်ဘူးတဲ့စားကနေများလို့လန်ဖြူပြရင်ပြီးနေရငါတို့ပြစ်ပါအဲ့လန်ဖြူပြရင်ပြီးနေခုတော့မီးတော့များတော့မီးတော့မျက်နှာငယ်လေးနေပထမဘလူးဆဲကြရညဘလူးဆဲကြရပထမတော့ဆဲပါအေးဟုတ်တယ်မင်းမဆဲဘူးဟာဒီလေမင်းမဆဲဘူးနော်တော့ခဲတယ်သူနောက်ဘူးလေလူလာတော့ကြားရည်ဒီကုန်းကနေကြားပဲဒီကုန်းကြောက်တော့ဘယ်လောက်ကြာဟိုပထမဟိုမဝိုင်းပြတော့ကျုံမီးတာရှင်းတယ်ကြောက်တာဘယ်လောက်ကြာပြီတစ်လကျော်လောက်နှစ်လလောက်ရှိဟုတ်ဟလာဟလာတကယ်မြတ်ခေါက်ဟလာအရင်ခောက်ကအရင်ခေါက်တည်းအရင်ခောက်ဘယ်လောက်ချတာသိတယ်တူရင်ဒီဟောက20ကျော်လောက်ပါဘာနဲ့ချတာကျွန်တော်ဒီပစ္စည်းပို့တယ်လိုက်ကြနေရတယ်ချတာကဘာတီထုတ်ပြန်လိုက်တယ်ပေါ့ထုတ်ပြန်လိုက်တယ်အဲ့ဒီထုတ်ပြန်မှုနီးတူထုတ်ပြန်မှုနောက်ပိုင်းမှာဒီစစ်သွေးကြောအုပ်စုတွေသူတို့လည်းအပြည့်ရတယ်ပေါ့ပြဿနာတွေသူတို့ကလည်းခါရုံကြီးလိုက်ထုတ်ကြတယ်ပေါ့အဲ့တော့တကယ်အပြည့်ရမှုကိုတကယ်ကောကျွန်တော်ဒီလက်နက်ကိုင်အဖွဲ့တွေကတကယ်ကောသူတို့တွေကျင့်သုံးခဲ့ရလားတကယ်ကောလိုက်နာကြရလားဒါတော့ကျွန်တော်မေးကြပါအဲ့တော့ဒီကာလမှာကျွန်တော်ဒီအပိုင်းမှာကျွန်တော်အချက်လက်ချုပ်တွေရှိပါတယ်ကျွန်တော်ဒီ KNU အဖွဲ့တွေကကျွန်တော်တို့ယထာလမ်းပိုင်းမှာကျွန်တော်မိုင်းခွဲတာတွေလုပ်တယ်ပြီးရင်ကျွန်တော်တစ်ဖက်မှာလည်းဒါစစ်သွေးကြော A ကဒီတက်စကန်တွေဝင်တိုက်တာတွေလုပ်ပါတယ်နောက်တစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ဒီစကိုင်းတိုင်းဒေသကြီးအင်းတော်ပြီးရင်ကျွန်တော်ချင်းမိတဲ့ဖလန်းအဲ့တော့အဲ့ဒီချင်းမိတဲ့ဖလန်းနဲ့အင်းတော်ကိုအကြမ်းဖက်သမားတွေကအလုံးရင်းနဲ့တိုက်ပါတယ်အလုံးရင်းနဲ့တိုက်ပါတယ်အဲ့တော့အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်မှုတိုက်ကြတာပါပဲတိုးတော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်ခဲ့ပါတယ်တပ်မတော်ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းထုတ်ပြန်ပါတယ်အဲ့တော့သူတို့လည်းအပြည့်ရကြပေါ့တကယ်ကိုအပြည့်ရကြရည်လားအဲ့တော့တကယ်ပြည့်ရလားမရလားမင်းမအောင်မေးလေမင်းမအောင်မေးမယ်ဘယ်သူလိုက်မေးနေရလဲတပ်မတော်ကအပြည့်ရကြောင်ဘယ်တော့ပဲထုတ်ပြန်ပြန်ဒီတပ်မတော်ကလိုက်နာတော့လည်းပဲဒီအခြေအနေပေါ်မှာကျွန်တော်တို့လက်နက်ကိုင်ဖွဲ့တွေကလိုက်နာခြင်းမရှိဘူးတပ်မတော်ကလိုက်နာဆိုဘုံတွေကျင်းနေလေမြင်နေဘယ်ကထွက်လာတာလဲကျူကောတီကထွက်လာလားဒီလက်နက်ကိုင်ဖွဲ့တွေကဘယ်လောက်ထိလိုက်နာခြင်းမရှိလဲဆိုရင်ကျွန်တော်ရှေ့မှာတမိုင်းနေရှိခဲ့တယ်ကျွန်တော်တို့ဖတ်ပူးခဲ့တဲ့ကျွန်တော်တို့ဦးနေဝင်လက်ထက်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်ပေါ့ဗျာဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှာလည်းဒီမျိုးလုပ်ခဲ့ပါတယ်အဲ့တော့ဗိုလ်ချုပ်ကြီးနေဝင်နှိမ်နေလိုက်
နေနေကတပ်မတော်နေနေလိုက်ပေါ့နေနေလိုက်ကမှအကြမ်းဖက်သမားတွေအင်အားပြုံးလာတဲ့ခါမှာသူတို့လူအင်အားသူတို့အပြည့်ရက်ပြရစီလက်မှတ်ထိုးပြရစီငင်းငင်းထိုးပြရစီပေါ့ဗျာဒီလိုနဲ့သူအားတွေအင်အားစုတယ်ထက်တိုက်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဒီလက်ရှိတန်နေရကဒီတိရောက်လာတာပေါ့ပြီးရင်လည်းကျွန်တော်တို့အနည်းဆုံးသိခဲ့ရတာပြီးခဲ့တဲ့တမရာကြီးဦးသိန်းစိန်လက်ထက်မှာဆိုလည်းပဲဒါကျွန်တော် NCA တွေလုပ်ခဲ့ကြတယ်ပြီးရင် NLD လက်ထက်မှာလည်း NCA လက်မှတ်ရေးထိုးကြတယ်အဲ့ဒီလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေတောင်မှလက်ရှိကာလမှာသူတို့လက်နက်ကင်ပြီးတော့နိုင်ငံတော်ကိုပုံကန်နေတာဖျက်ဆီးနေတာအဲ့တော့ကျွန်တော်တို့ကဒီအပြည့်ရတဲ့ပတ်သက်ရင်တော်တော်လေးတော့ကျွန်တော်စဉ်းစားကြတော့ရှိတာပေါ့ဗျာတိုးတော်လည်းပဲကျွန်တော်တို့ဒီတက်တွေတစ်ခုကိုပြပါမယ်ဒါကတော့ဖက်လန်းတဲ့အင်တော်ကိုအကြမ်းဖက်သမားတွေကအင်အားလုံးနဲ့တိုက်တယ်အင်အားလုံးနဲ့တိုက်ပါတယ်အဲ့တော့အကြမ်းဖက်သမားတွေထုတ်ပြန်ကြမှာတော့သူတို့ကတော့ဒီအင်တော်မျိုးကိုသူတို့ရသွားပြီဆိုပြီးတော့သူတို့ထုတ်ပြန်နေတာတွေ့ရတယ်အဲ့မှာကျွန်တော်ဂျပန်လိုင်းကိုပုံတွေပြတယ်ပြီးရင်ကျွန်တော်တို့ရရှိတဲ့ဒီလက်နက်ကြီးတွေလက်နက်ငယ်တွေပေါ့ဗျာဒါတွေသူတို့ပြတာတွေ့ရတယ်ကျော်စိုးဦးတကောင်ကတော့အထက်ခေါ်ပြီးတော့နှစ်ခေါက်တော့ကြိတ်ခံလိုက်ရတာတစ်ဖက်ကပြနေရရင်တော့မျက်လုံးမိတ်ပြီးတော့ဇုံမိတ်ပြီးတော့အဖောက်အကောင်းဆုံးပြောနေရနော်4 နာရီနဲ့မိနစ်40အချိန်မှာတက်မတော်ကအင်တော်မှာရှိတဲ့ဒီဂျပန်ကုန်းပေါ့ဗျာဂျပန်ကုန်းတက်ကဘုံကျဲတယ်ပြီးကျွန်တော်4 နာရီ 43မှာတစ်ချိန်ဘုံကျဲတယ်2ချိန်ဘုံကျဲတယ်ဘုံကျဲရတဲ့အကြောင်းရင်းကဒီကနေ့ညနေပိုင်းမှာကျွန်တော်တို့ဒီ ABSD ရဲ့ခေါင်းဆောင်ပိုင်းတွေအဲ့ဒီကိုလာပြီးတော့အောင်ပွဲခံတယ်ပေါ့ဓာတ်ပုံရိုက်မယ်ပေါ့ပြီးကျွန်တော်ရီးမွန်းလာပါတယ်ပြီးကျွန်တော် KI ရဲ့ကျွန်တော်အင်တော်ရဲ့ဒီစီးတောင်ကန်တွေလာတယ် KI ရဲ့ခေါင်းဆောင်ပိုင်းတွေလာတယ်ပြီးကျွန်တော် PDF ခေါင်းဆောင်ပိုင်းတွေလာတဲ့အချိန်မှာဒီစစ်သွေးကြောအုပ်စုတွေကျွန်တော်တို့ဓာတ်ပုံရိုက်မယ်သူလူစုနေတဲ့အချိန်မှာတက်ကနေဘုံကျဲလိုက်တယ်လို့ကျွန်တော်သိရတယ်ပေါ့ဗျာအဲ့တော့ဒီတက်မတော်ရဲ့ဘုံကျဲမှုတွေမှာရီးမွန်းပါသွားပြီလားပြီးကျွန်တော်အကြမ်းဖက်သမားတွေခေါင်းဆောင်ပိုင်းတွေပါသွားပြီးတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီအင်တော်နဲ့ပတ်သက်ရင်တော့စိတ်ဝင်စားစရာကဒီစစ်သွေးကြောအုပ်စုတွေကဂုံးမှာသူတို့ဓာတ်ပုံရိုက်ခံမဲ့အချိန်မှာတက်မတော်ကတော့ဒီလေချောင်းနဲ့ပြင်းပြထန်တဲ့ဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့တယ်ရင်းမှုသေးလားမသေးလားဆိုတော့ကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်နေ့ကပဲမပူတူကနေပြီးတော့ကိုမောင်ဝီကြာသွားပြီးဆိုပြီးတော့သူတို့ရှင်းနိုင်ခဲ့ပြီဆိုပြီးတော့ဝါဒဖြတ်မှုတစ်ခုလုပ်ပြီးတဲ့အချိန်မှာတော့ကိုမောင်ဝီကနေပြီးရုပ်ကြီးထွက်လာပြီးတော့သူတို့ရဲ့စကန်တွေကိုတင်ထားတဲ့ပုံတွေပြန်ထွက်လာတော့တွေ့ရှိရမှာဖြစ်ပါတယ်အဲ့လိုပဲအခုချိန်မှာဆိုရင်တော့အန်နူဂျီကဘာကိုရေးဝင်ကြီးဥယျာဉ်မွန်တယောက်ကြက်မကြောက်ဆက်ပြီးတော့စောင့်ကြည့်မနေထားဖြစ်ပြီးတော့သူတို့တွေတက်ကနေပြီးတော့တပ်ပုံတွေရိုက်နေတဲ့ချိန်မှာသွားရောက်ရှင်းလင်းလိုက်တဲ့ဆိုပြီးပြောတာတွေ့ရှိရပါတယ်မင်းတို့လိန်မြန်နေကိုပြောက်လိန်နေမှာမဟုတ်တာကွာမင်းတို့လိန်မြန်နေလာရင်သိနေတာယူဘယ်သူတပ်ပုံတက်ရိုက်နေမှာလဲဟာဒီသူတွေစစ်တပ်ကမီးရှို့လို့မီးလောင်သွားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေပျက်စီးဆုံးရှုံးမှုတွေများစွာရှိနေတာလူတိုင်းသိကြတယ်ပေါ့နော်ဒီပုဂ္ဂိုလ်တွေကြတော့ဒီလိုဆုံးရှုံးမှုတွေရှိတဲ့စစ်ဘေးသင့်ပြည်သူတွေကြတော့ဘယ်သူမှတွားရောက်ပြီးတော့ထောက်ပံ့မရဲကြပါဘူးခင်ဗျားတို့ပြောမှဆိုလို့ရှိရင်ဦးဇင်းတို့ခုစစ်ဘေးသင့်တို့ရှောင်တိန်နေကြရတဲ့စစ်ဘေးရှောင်တွေများစွာရှိတယ်စစ်တပ်ကမိရှို့လို့ပျက်စီးဆုံးထားတဲ့ရွာပေါင်းနဲ့များစွာရှိတယ်စစ်တပ်ကလေရင်နဲ့အနိုင်ကျင့်ပြီးတော့ဘုံကျဲလို့ဘုံစာမှန်ပြီးတော့မှသေဆုံးကြရတဲ့အပြစ်မဲ့ပြည်သူကလေးသူငယ်များစွာရှိတယ်ဘယ်မှာလဲလို့တော့မမေးနဲ့နော်ခုလောဆင်မှာပဲဝန်းတော်မှာလေရင်နဲ့ဘုံကျဲလို့ကလေးတွေရောမျိုးသမီးတွေရောလူသားတွေရောများစွာသေဆုံးကြရတယ်ဒါတွေကြတော့ခင်ဗျားတို့ထောက်ပံ့ရေးဓမ္မတွေကလှစ်လျို့ရှုနေကြတယ်ဒါတွေကိုမထောက်ပံ့နိုင်ပါဘူးကွာသူတို့ကကိုတစ်ဖက်နဲ့တစ်ဖက်ရန်ဖြစ်နေကြတာပဲတစ်ဖက်တိုက်ခိုက်နေကြတာပဲထောက်ပံ့စရာမလိုဘူးပေါ့ဒါနဲ့တဘာဝဘေးဒဏ်နဲ့မတူဘူးဆိုတဲ့အမြင်တွေတဘာဝဘေးဒဏ်ကတဘာဝကြောင့်ဖြစ်တဲ့အတွက်ကြောင့်ကုညီတဲ့နဲ့ထောက်ပံ့တဲ့နဲ့လို့ခင်ဗျားတို့ရဲ့စိတ်ထဲမှာမြင်ပြီးတော့ကုညီထောက်ပံ့နေတာဟုတ်ပြီတဘာဝဘေးဒဏ်လည်းပဲကုညီထောက်ပံ့ရမှာပဲအခုလိုနော်အယုဒ္ဓမာမင်းအောင်လိုက်တပည့်သာသမီတွေကအခုလိုဘုံတွေကျဲလေးနဲ့ကျဲပြီးကမှသိဆုံးသွားတဲ့အပြစ်မဲ့ပြည်သူတွေကိုလည်းပဲခင်ဗျားတို့ထောက်ပံ့ရရမှာပေါ့ဗျာ